ရောက်လာတယ်မိုးချွေခြင်းတွေနဲ့အခုပင်ကင်းမဲ့ကလေးဘဝရဲ့ရွှင်ငယ်အရှင်တန်ချင်းနဲ့ကြည်ပင်ခဲ့တယ်အမေရဲ့ရင်တဲ့နှွေထွေးစွာနဲ့ပညာပင်ကြပေကရဲ့ဆိုမကရဲ့ဒီချိန်မှာဘဝရဲ့လမ်းမထအပေါ်ဝဲစိတ်ရှိလမ်းပြခြင်းထွက်အလင်းတစ်ခုပဲခွေ